မျိုးစစ်ကိုစရင်ပန်းလလလေးပွင့်ပါတယ်မျိုးစစ်ခက်တတိလေးကလောကကြီးကိုလှပအောင်လုပ်ပေးပါတယ်အားလုံးပဲမင်္ဂလာပါဒီတစ်ခါပြပြချင်တဲ့စာအုပ်လေးရဲ့နာမည်လေးကတော့မျိုးစစ်ကိုတဘောကြတယ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသားချာဂီညာရုပ်ပြအေကုဂျာထုခုဥစကာဘာရာပြန်သူဂုံးဆန်ဂုံးချန်နင်းဖြူဖြူလေးတွေတအီးအီးပျော်ကြနေရင်နှွေးထွေးတဲ့ຫນွေဦးရောက်ရှိလာပါပြီဒီနေ့တော့မျိုးစစ်စိုက်မလို့ပါမျိုးစစ်လေးကြီးလာရင်ဘယ်လိုပန်းမျိုးပွင့်မလဲနေအောင်ချီခက်နွယ်နွယ်လေးကြားရောက်နေတဲ့ခြံဝင်းထဲကိုထွက်လာပါတယ်။ကော်ပြားအသေးလေးနဲ့ပေါက်ပြားကိုပြင်ဆင်ထားပါတယ်။မြေကြီးကိုတူးပြီးမျိုးစစ်ကိုအသာလေးချလိုက်ပါတယ်။ခြံဝင်းထဲမှာမကြခင်ပန်းလလလေးပွင့်လာတော့မှာပါ။ကော်ပြားအသေးလေးနဲ့မြေမုတ်တွေကိုခတ်ထုတ်ပြီးမျိုးစစ်ကိုတေချာလေးဖုံးလိုက်တယ်။တန့်ရှင်တဲ့ရေကိုအဝလောင်ပြီးနှွေးထွေးတဲ့နေအောင်ချီကိုလည်းအကြိုက်ခံခိုင်းပါတယ်။မျိုးစစ်စရတာအရန်စိတ်ဝင်စားဖို့ကောင်းတယ်။ဝါနောက်ဆုံးတော့ပန်းလေးပွင့်ခဲ့ပါပြီ။ပန်းလေးကကျွန်တော်တို့ကိုပျော်ရွှင်အောင်လုပ်ပေးပါတယ်။အဝါရောင်ပြားလေးလည်းပန်းလေးကိုရှာဖို့ပြန်တန်းရောက်ရှိလာပါတယ်။မျိုးစစ်ခက်တဲ့သေးလေးကလောကကြီးကိုလှပအောင်လုပ်ပေးပါတယ်။ကျွန်တော်ကတော့မျိုးစစ်ကိုအရန်သဘောကျပါတယ်။မျိုးစစ်ကိုစိုက်ရင်ပန်းလလလေးပွင့်ပါတယ်မျိုးစစ်ခက်တတိလေးကလောကကြီးကိုလှပအောင်လုပ်ပေးပါတယ်2013ခုနှစ်အမေရိကန်နိုင်ငံကကျောင်းဆရာတူရွေးချယ်ခဲ့တဲ့ရုပ်ပြစာအုပ်ကောင်းတစ်အုပ်တန့်ရှင်းပြီးတာယာလှပတဲ့ကဘာမြေကြီးအတွက်ကျွန်တော်တို့လုပ်နိုင်တဲ့တင်းငယ်တဲ့စူးစမ်းအားထုတ်မှုနဲ့ဆက်ဆက်တဲ့ဇလံအကြောင်းအရာစာအုပ်လေးကတော့ဒီလောက်ပါပဲအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်